အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင် mobile phone တွေမှာပါတယ်ပေါ့နော် speaker တွေအကြောင်းကိုပြပြပေးသွားမယ်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်အောင်ကျွန်တော် speaker တွေမှာဆိုလို့ရှိရင်အများတော့အဖြစ်အမျိုးအစား2မျိုးတွေ့ရတယ်ပေါ့နော်အဲ့ဒါဘာတွေလဲဆိုလို့ရှိရင်ကျွန်တော် mono speaker ရဲ့ stereo speaker ရဲ့ဆိုပြီးတော့2မျိုးတွေ့ရလိုက်မယ်mono speaker ကဘာကိုပြောရလဲဆိုလို့ရှိရင်ကျွန်တော် mobile phone မှာပေါ့နော် speaker တစ်လုံးနဲ့ပါတဲ့ဟာကို mono speaker လို့ပြောတယ်mono speaker ကခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဖုန်း brand တွေမှာဆိုလို့ရှိရင်ဤပညာတွေမြန်မာလာနဲ့အမြပေါ့နော်အတန်ထွက်ကျဲလာတယ်ဆိုပေမဲ့သူ့ရဲ့အတန်အနှိတ်ကကြတော့တဲ့မဖြစ်ဘူးအဲ့လိုပုံစံမျိုးရှိရယ်နောက်တစ်ခုကကြတော့stereo speaker ကကြတော့ကျွန်တော် mobile phone အပေါ်ဘက်မှာတစ်လုံးပါမယ်အောက်ဘက်မှာတစ်လုံးပါမယ် speaker နှလုံးဖြစ်သွားတဲ့အတွက်ကြောင့်သူ့ရဲ့အတန်ကကျွန်တော်တို့ပို့ပြီးတော့ပေါ့နော်surround ပတ်လေသွားတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်3D ဆောင်းပုံစံမျိုးတွေအဲ့လိုမျိုးနားထောင်ရတာပို့ပြီးတော့ဖြစ်တယ်အဲ့လိုပုံစံမျိုးရှိတယ်နောက်တစ်ခုကကြတော့အခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဤပညာတွေမြန်မာလာနဲ့မြsoftware တွေမဟုတ်တော့ပဲ hardware level တွေပါမြပြီးတော့သုံးလာကြတာကိုတွေ့ရတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့high res studio လိုမျိုးတွေ Dolby Atmos လိုမျိုး sound တွေပြီးလို့ရှိရင်ကျွန်တော် JBL တို့လိုမျိုး sound တွေနဲ့ collaborate လုပ်ပြီးတော့ထုတ်လာကြတာမျိုးတွေတွေ့ရတယ်အဲ့လိုမျိုးဖြစ်တဲ့ကြောင့်ကျွန်တော် speaker ဘိုင်းကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် mono speaker ရှိမယ် dual stereo speaker ရှိမယ်အဲ့လိုပုံစံမျိုး2မျိုးရှိရပေါ့နော်ဒါကတော့ speaker ဘိုင်းနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားပါဖြစ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်bye bye ဒီနေ့ကဒီလောက်ပါပဲ